ဘာလာတိုင်းတေးမှာကိုချစ်သူပေးတဲ့ blind ပေါက်ငါမျိုးလေးတွေကိုပြပြပေးမယ်နော်။မကြိုက်တဲ့ကောင်မလေးတွေဆိုတာမရှိဘူးနော်။မှန်ကြည့်တိုင်းကိုကိုတတိယနေအောင်အိတ်လေးမှလည်းချိလို့ရတော့ဘယ်တော့ကိုနဲ့တူတူရှိတဲ့ခန်းစားချက်မျိုးရအောင်အေမီ blind ပေါက်လေးကိုပေးလို့ရပါတယ်နော်။ဒီအေမီလေးကအရန်ချစ်ဖို့ကောင်းနေတော့ကောင်မလေးကသဘောချမှအသေးချပဲနော်။နောက်တစ်ခုကတော့အေမီဇိုဒီရဲ့ဆိုင်ချစ်သူရဲ့ယာတီခွင်းဇိုဒီရဲ့ဆိုင်လေးတွေကိုလက်ဆောင်ပေးတာကလည်းဘာလာတိုင်းတေးမှာအရန် romantic ဖြစ်တယ်နော်။မမေစီမှာဒီဇိုဒီရဲ့ဆိုင်လေးတွေကိုကတ်ဆင်းလုပ်ပြီးတော့ကိုချစ်သူရဲ့ဇိုဒီရဲ့ဆိုင်ကိုပြောပြီးလာမလို့ရတော့ပို့ပြီးစင်ပြရဖို့ရှိတယ်နောက်ထပ် blind ပေါက်လေးရတော့မုံလေးတွေမြင်တာနဲ့ပျော်တဲ့ချစ်သူလေးရှိတယ်ဆိုရင်တော့ဆမ်မြူရယ်စနက်လေးရတော့အဆင်ပြေဆုံးပဲနော်ချစ်ဖို့ကောင်းတဲ့မုတ်ပူဇံလေးတွေကို blind ပေါက်လေးလုပ်ထားလို့ကောင်းလေးကိုပဲပေးပေးကောင်းမလေးကိုပဲပေးပေးအဆင်ပြေရနော်နောက်ထပ် blind ပေါက်တစ်မျိုးအနေနဲ့အရန်ချစ်ဖို့ကောင်းပြီးဦးရစရာမိန်းကလေးတယောက်ကိုပိုက်ဆိုင်ထားတယ်ဆိုရင်တော့ဒီဆမ်မြူရယ် tea party လေးကိုပေးတဲ့နဲ့နော်ဆမ်မြူရယ် tea party ထဲကအယုတ်ကလေးတွေကအရန်ချစ်ဖို့ကောင်းပြီးနုနုညံ့ညံ့အေးအေးလေးမို့လို့မိန်းကလေးတွေတဘောချမှအသေးချပဲနော်နောက်ဆုံးတစ်ခုကတော့သူနဲ့ကိုနဲ့တူတူ blind ပေါက်ပေါက်ချင်တယ်ဆိုရင်တော့ရဖူးပေါ်ဒီဝင်းရအိုးလေးကိုရွေးတင်နေနော်ဒီရဖူးပေါ်ဒီထဲကအယုတ်ကလေးတွေကမိန်းကလေးနဲ့အရန်မဆန်တော့တပည့်တယောက်ဖောက်ပြီးတော့စုံတဲ့အယုတ်လေးကင်လို့ရတယ်နော်ကဲဒီ blind ပေါက်ငါမျိုးတွေကတမျိုးကိုကိုချစ်သူလေးမသိအောင်မှာပြီးတော့ဗလာတိုင်းတွေမှာ surprise လုပ်လိုက်တော့နော်